ဇလန်စာမှာတော့ဘာကချပဲအိမ်ပေါ်မှာ DJ ဘူးတစ်ခုဆောက်ပြီးတချင်းတွေစောက်ဖွင့်มาတော့တယ်ဟိုမှာကတော့ဒီကနေပတ်စံရပြီးအိမ်ကြီးဝင်ကိုစစ်ကူးရင်နေတာပေါ့အဲ့ချိန်မှာပဲအိမ်ကြီး Flanders ရောက်လာပြီးစူညံလွယ်လို့သူတားဒီအိမ်မရကြောင်လာပြောပါတယ်ဒါပေမဲ့ဟိုမှာကတော့ဂယုံဆိုင်ပဲအိမ်ပြအိတ်ဖို့ပြောပြီးမောင်းထုတ်လိုက်ပါတယ်နောက်တစ်နေ့မနက်မှာတော့ဟိုမှာစားလိုက်ဘုံသွားကြည့်ရင်ဈေးဝယ်ပြန်လာတော့ Flanders နဲ့တွေ့သွားတယ် Flanders ကစူညံစမ်းမကြောက်နားကြသုံးခုတောင်ဝယ်လာတာပါဟိုမှာကချက်ချင်းပဲစမ်းဝစ်ချီမယ်ဆိုပြီးယူဝဲလိုက်ကအပိုင်ရှိလိုက်ပါတော့တယ်ညာတော့ဘပ်ကထုံးစံတိုင်း DJ ဆက်လုံးနေပြီးလူတွေကလည်းကဲနေကြတာပေါ့ Flanders တို့တားဖာခင်ဗျာမှာတော့အင်္ဂတ်စပီကာဒုံခမှုတန်ကိုအလူးလဲခန်းစားနေရရှာတယ်မနေ့ရောက်တော့ channel မှာအမိုက်တို့ရှုပ်ပွားနေရောဟိုမှာကတော့အိမ်တော်ရင်းတွေပါငွားထားပြီးပြီလို့ကြွားနေတော့ March က headphone ကိစ္စတီးသွားတယ် March ကဟိုမှာကိုသူများဖက်စီခိုးထားတာမို့ချက်ချင်းပြန်ပေးပြီးတောင်းပန်ခိုင်းတော့တာပေါ့ဟိုမှာသွားပြန်ပေးတဲ့အခါ Flanders က6 so many ပဲသူဝတ်ထားတဲ့အင်ဂျီစိမ့်ကိုပါချွတ်ပေးလိုက်တယ်ဘာလို့လဲဆိုတော့ဒါကဟိုမှာမငါဘူးတဲ့တခုတည်းသူဖက်စီဖြစ်နေလို့ပါတယ်ပြီးတဲ့နဲ့ Flanders ကငါတို့နောင်ပတ်သက်စီအကြောင်းမရှိတော့ဘူးဆိုပြီးအဆက်အသွယ်ဖြတ်လိုက်ပါတယ်ဟိုမှာကတည့်ရမုံဆန်တဲ့ Flanders channel အမိုင်တွေမှုန့်ထည့်ပြီးရန်စားတာတော့ Flanders ကလုံးဝတုံ့ပြန်မှုမလုပ်တော့ပါဘူးဒီလိုနဲ့ Flanders ကဟိုမှာကိုလုံးဝစကားမပြောဘဲပစ်ထားတာ6တောင်ကြားသွားတယ်ဒီလိုနဲ့ March ကဂျားဝင်ဖြန့်ဖြေပေးဖို့ Flanders စီထားတော့ Flanders ကဝမ်းသာအားရကြိုးဆိုပြီးဟိုမှာနဲ့ပတ်သက်တဲ့ခါးသီးစရာတမိုင်းကြောင်းတွေကိုရင်းဖွင့်มาတော့တယ် March တောင်စိတ်သက်ကြပြီးပြန်လာရတဲ့ထီပါပဲနောက်ဆုံးမှာတော့ဟိုမှာကတောင်းပန်စားအချင်းချင်းရေးပြီးလီစာအစိမ့်ပြေတဲ့ဆိုတဲ့မူချမ်းကိုညဘက် Flanders တကအောက်ကနေလာထည့်ပေးလိုက်ပါတယ်မနေ့ရောက်တော့ထူးဆန်းတဲ့အတန်းတွေကြားလို့ထကြည့်လိုက်တဲ့အခါ Flanders ကဟိုမှာရဲ့အင်ပရီဘောကတွေကိုဆက်နဲ့ကြည့်ပြီးဖြန့်စီးနေတာတွေ့လိုက်ရတယ်တကယ်တော့ဟိုမှာရဲ့တောင်းပန်စားကအញ្ញမ်းထီမီလို့ဖြစ်တနာတတ်သွားတာပါFlanders ကဒီနေ့တွေတခြားလုံးဟိုမာကိုညံညင်မမီလို့နားမလဲလို့လွတ်တာနေမှာပါဆိုပြီးခွင့်လွတ်ပေးခဲ့တာပါဒါပေမဲ့ဒီစာကိုဖတ်ပြီးတဲ့အခါဟိုမာကအရာရာကိုကောင်းကောင်းနားလဲလဲနဲ့တက်တက်meeရုပ်မားခဲ့မယ်ထိသွားပြီးဒေါသတွက်သွားတာဖြစ်ပါတယ်ဟိုမာလည်းသူ့ဆိုဖာကိုကဲဖို့ကားမောင်းထွက်သွားတယ်လို့ Flanders ကလည်းကားမောင်းထွက်လာပြီးလမ်းမပေါ်မှာမျက်နှာချင်းဆိုင်တိုက်မိကြတာနဲ့ဇလန်းပြီးသွားပါတယ်နေရောက်စလို့မန်ကွဲပြီးတစ်ဖက်လူရဲ့ကားထဲလွင့်ဝင်သွားတာတော့အရှော့မပေးပဲဆက်တိုက်ခိုင်းနေကြတာနဲ့ဇလန်းပြီးသွားပါတယ်